လူအများကခရစ္စတီယာနိုရိုနယ်ဒိုဟာအနားယူဖို့ကမ္ဘာဖလားပြိုင်ပွဲတစ်ခုပဲလိုအပ်တယ်လို့ထင်ကြပေမဲ့တကယ်တမ်းမှာတော့သူဟာအောင်မြင်မှုတစ်ခုနှစ်20ကျော်လိုက်လံရှောက်ခွေးနေတဲ့အထူးကိုတစ်ခုလိုအပ်နေပါသေးတယ်။ Ronaldo ရဲ့ fans ဆိုရင် like လုပ်ပြီး CR7 လို့ comment ရေးပေးပါ။ဘယ်နှယောက်ရှိလဲကြည့်ရအောင်။သူဟာအရာအလုံးသွင်းယူနိုင်ခဲ့ပါတယ်။မယုံနိုင်စရာခေါင်းကိုက်ချက်တွေမီတာ40ကနေ free kick တွေ Champion League မှာထင်ရှားတဲ့စပင်းကန်ချက်တွေခြေနှစ်ဖက်စလုံးနဲ့အဝေးကနေကန်ချက်တွေနဲ့ဘိုးလူကွဲတွေမှာအဆုံးဖြတ်ဂိုးတွေပါ။သူဟာ Premier League, La Liga, Serie A နဲ့ Saudi Arabia မှာတော့ဒီဂိုးကိုသွင်းယူဖို့ကြိုးစားခဲ့ပါတယ်။ Ronaldo ဟာ Champion League ဖလား9ကြိမ် Euro ဖလားတွေရရှိခဲ့ပြီးကစားသမားဘဝဂိုး1000နီးပါးသွင်းယူထားပေမဲ့ဒီဂိုးတစ်ဂိုးကတော့ချိန်စာသွင်းနေသလိုပါတယ်။ Ronaldo ရဲ့အဆက်မှန်ပရိသတ်တရားခိုင်နှုန်းသာဒီဂိုးကိုတီးကြပါတယ်။သင်သိပါသလားမှတ်ချက်မှာရေးပေးပါဗီဒီယိုလေးကိုကြိုင်ရင်တငယ်ချင်းတွေကိုပါ share ပေး